အခုလိုယောဂဝေဒနာခံစားနေရတာကြောင့်ချစ်သူတွေထားသွားတာခံနေရတာလို့ထင်ကြေးပေးခံနေရတဲ့ပေါ်ပြီးဆော့ကစားယောဂဝေဒနာတစ်မျိုးခံစားနေရတာကြောင့်ချစ်သူတွေကလမ်းခွဲသွားတာခံနေရကြောင်းတည်င်းတွေထွက်လူပြောများနေတာကဆိုတော့ပေါ်ပြီးဆော့ကစားဖြစ်ပါတယ်ပေါ်ပြီးဆော့ကစားဟာမြန်မာလူဆိုအကျုံးလိုက်တငယ်ပြန်ယောဂခံစားနေရတယ်လို့လူတွေကဆိုကြပါတယ်ဒါကြောင့်လေဘူပိုင်ကြီးခေါ်ဆွန်တော်လွှတ်ပိုင်နေသူနောက်ထပ်ရီစာတူဖြစ်တဲ့ DJ Max Robin တို့ကလမ်းခွဲသွားတာလို့ထင်ကြေးပေးနေကြတာပါအားလုံးသိကြတဲ့အတိုင်းပေါ်ဘီဆော့ဆာနဲ့လွမ်းပိုင်တို့ဟာအချိန်ကြာကြီးချစ်ကြိုက်ခဲ့ကြတာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့အားလုံးသိကြတဲ့အတိုင်းလွမ်းပိုင်ကနော်ဖွဲထားနေချစ်ပြီးပေါ်ဘီဆော့ဆာကိုထားခဲ့တာဖြစ်ပါတယ်။တခါပေါ်ဘီဆော့ဆာဟာ DJ Max Robin နဲ့ချစ်ကြိုက်ခဲ့ပေမဲ့လမ်းခွဲခင်ရတာပါ။အခုချိန်မှာတော့ပေါ်ဘီဆော့ဆာဟာယောဂဝေဒနာတကူကြောင့်ချစ်သူတွေကထားခဲ့တာဖြစ်မယ်လို့ဆိုကြပါတယ်။အထူးသဖြင့်ပေါ်ဘီဆော့ဆန်ဟာခန္ဓာကိုယ်နဲ့မျက်နှာအမူအရာငြိမ်ငြိမ်မနေနိုင်တဲ့ Tick Syndrome ခံစားနေရတာမို့ကနာမငြိမ်ဖြစ်နေလို့ချစ်သူတွေကထားသွားတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်လေပေါ်ဘီဆော့ဆာကိုမြင်လိုက်ရင်အမြဲတမ်းလှုပ်ရွနေတာဖြစ်ပါတယ်။ဒီယောဂကပျောက်ကင်းမှုခံလို့လေပေါ်ဘီဆော့ဆာအနေနဲ့ချစ်သူတွေနဲ့အဆင်မပြေတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်